ကဲ YouTube အမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာထမင်းစားကြပါအောင်ဗျာဒီနေ့စနေနေ့နေ့လည်စာလေးပါဒါချက်ကုန်းမောင်ခင်ဗျာချက်ကုန်းမောင်ဒါချက်ကုန်းမောင်ဒါတော့ငပိချက်ခင်ဗျာငပိချက်ပါဒါတော့ share ပါဗျာကစွန်းရွက်ကြော်ဒီမှာတရုတ်စတိုင်လေးကြော်ထားတယ်ပူပူနွေးနွေးလေးစိတ်နှင်းဆူဆူလေး share ပါဗျာဒါတော့ရတော့အရေးတောက်လေးဗျာပဲကြီးနဲ့စုပုတ်ရွက် share ပဲဗျာကျွန်တော်တို့အညာသားတွေအကြိုက်ပါဗျာပဲကြီးနဲ့စုပုတ်ရွက်နဲ့အရေးတောက်လေးပါခင်ဗျာကဲအားလုံးပဲထမင်းစားကြအောင်တော့ဒါကတော့ချက်ဥကြော်ဗျာချက်ဥကြော်ဒါစနေနေ့ special ပေါ့ဗျာစနေနေ့2026ခုနှစ်ဇန်နဝါရီလ31ရက်စနေနေ့ပါခင်ဗျာဒီနေ့ဒါစနေနေ့နေ့လည်စာလေးပါ YouTube အမျိုးတို့စားကြအောင်တော့မတွေ့တာလဲကြာပါပြီဗျာကျွန်တော်လည်းဗီဒီယိုတွေမတင်ဘူးခီးတွေထွက်နေတာလေငပိချက်ဗျာငပိချက်ကစွန်းရွက်ကျော်ပဲကြီးနဲ့စုပုတ်နဲ့အရေးတော့ရှယ်ပဲဗျာအဲ့တော့ချက်ဥကျော်ပါခင်ဗျာချက်ဥကျော်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ